ငကားဘကနေလှော်ပြီးမှိုင်းနေတိုက်နေတဲ့လူမြတ်ကျော်ကတော့မင်းညာကဗီဒီယိုကိုမတင်နိုင်ဘူးသိမြတ်ကတော့ငကားကို NUG နဲ့ရန်တိုက်တယ်မရှိတော့ခု SRA နဲ့ဆက်ပြီးတော့တိုက်ပါတယ်နော်မင်းညာဗီဒီယိုပုတ်တင်တယ် SRA နော် SRA အဲ့လိုမျိုးသူနဲ့လှည့်ပြီးတိုက်ပြန်ပြီနော်ဒီကောင်တွေကပြင်ကျွန်တော်ပြောပြမယ်လူမြတ်ကျော်သိမြတ်မျိုးလိုက်တန်သိ Iron နော်ဟုတ်ပြီနော်ပြင်ရဲဘော်ရှမ်းလေးပြင်အာစီနန်းတော် YouTube မှာလူရရှင်လုပ်နေတဲ့ဘဲတပွေပြင် TikTok မှာ like တွေပါတစ်ခါလေးလွှင့်နေတဲ့ကလယ်မပုံစံနဲ့စော်ကြီးတပွေရှိသေးတယ်အဲ့လောက်တော့လူသိမများပါဘူးနောက်ထပ် NUG နဲ့ပြိုင်ပတ်ဦးကြီးမြင့်တို့တစ်ပွဲတွေခမရတို့တောင်းမှန်တဲ့တယ်ကျွန်တော်တဲပြောတာဘိုင်းနိုင်တက်ပြီးတော့တောင်းမှန်တဲ့တယ်ယောက်ျားတွေမို့လားတက်တိရှိရမယ်ကျွန်တော်တို့မှားခဲ့ပါတယ်ဒါမျိုးအာဘော်တွေလုပ်ပြီးတော့တော်ကီတွေပွားခဲ့တာပါဟုတ်လားဂျင်းတွေမှိုင်းတွေကျွေးခဲ့တာအဲ့အတွက်ပြည်သူတွေ9နှစ်လုံးတော့လှူပြီးတော့ခေါ်မှတ်လေးတွေမှာဆိုရင်တော့ငကားကိုပြေဝယုံတယ်တရားခိုင်လုံးယုံတယ် NUG ကိုဖျက်သိမ်းရမယ်အဲ့အားတွေလေပြည်သူတွေအသိဉာဏ်နေတဲ့ခါကြတော့သူတို့ရဲ့တော်ကီတွေမျောသွားတာပြည်သူတွေကိုကျွန်တော်အပြစ်မမြင်ပြည်သူတွေကတော့ယုံမှာပဲတော်လိုင်းဘက်ကလက်နက်ကင်တယောက်ဆိုတော့လေအားပေးမယ်လှူမယ်ထောက်ပုံမယ်တိတ်မဆန်းပါဒါပေမဲ့ငကားကိုအယောင်ပြပြီးတော့သူတို့က NUG ကိုတိုက်ခိုက်တယ်ကျွန်တော်လည်း NUG ကိုခင်ဗျားတို့တိုက်ခိုက်စရာမလိုကိုဘက်ကလူကျွန်တော်ပြပြမယ်နော်ဘယ်လိုပြောရမှာမပြောတိုင်းသင်ပေးမယ်ခင်ဗျားတို့နိုင်ငံရေးသမားတွေဟုတ်ပြီလေတော်လိုင်းဘက်က lobby speaker တွေအဲ့လောက်မအားနဲ့နော်မလိမ့်တပတ်လည်းမလုံနဲ့ပေါ့မအားအောင်ဆိုရင်လေကျွန်တော်သင်ပေးလိုက်မယ် NUG ကိုပြောကြလားကျွန်တော်တခါတည်းပြောလိုက်မယ် NUG ကအားကိုးရတော့မယ်အလင်းဝင်မှာမဟုတ်ဘူးရစီလုံးမှာမဟုတ်ကြားဖြတ်လုံးမှာမဟုတ်လူကုန်ကူးမှာမဟုတ် NUG ကဆွေးနွေးပြီးဒီလောက်တော့ဝေစားမြတ်စားလုံးမှာမဟုတ် NUG ကသဘောပေါက်လားခင်ဗျားတို့သဘောပေါက်လား NUG ကိုဖယ်ထုတ်လိုက်ပြီအေးကိုကျွန်တော်တို့အားကိုးလို့ရမှာလား KN ကိုအားကိုးလို့ရမှာလား No so sorry နော် NUG ကလည်း NUG ကအမှားတွေရှိမယ်အားနေချက်တွေရှိမယ်ဒါကဘယ်ပွဲလေးနဲ့အားနေချက်ရှိမှာခင်ဗျားတို့ပြောပါတယ်မရင်းမှုတွေလူသက်မှုတွေခင်ဗျားတို့လေးသားအားကြတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကိုကြသည်မရင်းမှုလူသက်မှုတွေကိုတခါတလေမှာအင်တာဗျူးတွေမှာဖြေပါတယ်ကျွန်တော်တို့ကောင်းကောင်းအရေးယူပါတယ်ရေးယူသွားမှာပါကျွန်တော်မလိမ်မှုမဟုတ်တာပြောဘူးနော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ပြောတာဟုတ်လားဘယ်အဖွဲ့ KIN ပဲဖြစ်ဖြစ် KIN ပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ်ရှိတာပဲဒါတွေကသူတို့ကမှတေချာနီးစနစ်ကြတင်တဲ့ training တွေပေးတဲ့နှစ်ပေါင်းများစွာကျွန်တော်တို့ NUG ဆိုတာပေါက်လို့ပဲလားကောင်းတယ်ပွားပေါင်းထားတယ်ဥပမာကျွန်တော်လက်နက်ကင်တယ်ဒီနေ့မှာပေါက်လို့ပဲလားဆိုတော့ကျွန်တော်တော်လိုင်းဘက်ကလူတွေစော်ကားပြောတာမဟုတ်ပေါက်လို့ပဲလားဆိုတာဗျမ်းမလားအဖွဲ့ဒီစနစ်ကြမဟုတ်ဘူးဆိုတာကိုပြောတာနော်စော်ကားလို့ပြောတာမဟုတ်ဥပမာကျွန်တော်ကတော်လိုင်းကောင်းဆောင်ကျွန်တော်တက်ရင်ကျွန်တော် NUG ကဝင်လိုက်တယ်ငကိုကလေး NUG ကဝင်ပြီးတင်တဲ့တက်တာတိတိကျကျမဟုတ်ဘဲနဲ့ကျွန်တော်ဟန်နဲ့စုဖွဲ့ပြီးတော့အဖွဲ့တစ်ဖွဲ့နဲ့ဝင်လိုက်တယ်အဲ့တော့ကျွန်တော်ဖွဲ့ဖေကိုရဲတယ်ကျွန်တော်ပေါ်လဲမူတည်တယ်ခေါင်းဆောင်ပေါ့ကျွန်တော်ဖွဲ့ရမရင်းချင်းမတတ်အဲ့ဒါဆိုရင်ဘာ NUG ကိုအစောပေါင်းတူဖြတ်သိမ်းခိုင်းမှာကျွန်တော်ကိုလာပြောလေကျွန်တော်ပြောတာရှင်းလားမသိဘူး Okay NUG က management နဲ့ကောင်းမှုခုလိုမျိုးကြည်ပြတွေပါအရေးယူပြတ်တာလုပ်ပေးပါတောင်းဆိုလို့ရ request လုပ်လို့ရပြည်သူတွေဆန္ဒပြလို့ရတယ် lobby တွေတိတိကျပြောလို့ရယူပေးပါကိုအစိုးရတရက်အနေနဲ့အားကိုးပါတယ်ပေါ့နော်ဒီတော်တဲ့တက်တဲ့သူတွေကိုတက်ခွဲမှုတက်ရင်မှုတွေခန့်ပေးပါမတော်မတက်တဲ့သူတွေပုံကိုယ်ပဲရှိတဲ့သူတွေကိုမခန့်ပါနဲ့ပြီးရင်အတစ်ကျူးလွန်လူသတ်မှုရိမှုတွေကိုလည်းပြတ်တာအရေးယူပေးပါမျက်နှာအားမနာပါနဲ့ကျွန်တော်ခုဒါ NUG ကိုဖြတ်သိမ်းမှာဖောင်းထူတာပါလားအပြုသဘောလေးပဲပြောကျွန်တော်တို့ရဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောရှင်းလားမသိဘူးအဲ့လိုအပြုသဘောပြောလို့ရတယ်အခုကအဲ့လိုမဟုတ်ဘူးမိတ်ဆက်ပါတယ်မှာပဲ NUG ဖြတ်သိမ်းမှာဘာပဲဖြစ်ဖြစ် NUG တော့အော် NUG ဆိုတာဇော်ထက်မဟုတ်ခင်ဗျားတို့မုန်းနေပုံကိုယ်ကြီးကဇော်ထက်တွေဘာဖြစ်တယ်ထားလိုက် NUG ဆိုတာကဘာလှည့်ပန်းနေတာခေါင်းဆောင်ကြီးအပွဲနဲ့ဆက်ဆံနေတဲ့နိုင်ငံတကာခင်ဗျားတို့တဲ့တခုမသိတာတတိမထားပြောမယ်ပြည်သူတွေမအားဘူးနော်ခင်ဗျားတို့ထင်တယ်လို့မဟုတ် NUG ကမဲအွန်လိုင်းတို့ဇော်မဲလုံးတို့ပေါ်မှာ lobby တို့ခင်ဗျားတို့တွေးကြမှာပေါ့နေတယ်သူတို့ပြောနေအော်နေဘာပြောလဲ NUG ကြီးအော်နေတာဖြတ်သိမ်းဖို့ရှင်းဖို့ဘာကြောင့်လဲတိုင်းရင်းသားတွေသူတို့ခေါင်းနဲ့အဲ့လောက်မထည့်ဘူးမဲအွန်လိုင်းတို့ရှင်းလားမသိဘူးနော် NUG ကိုပဲခေါင်းနေတယ် NUG ကလာရင်ခုလိုမျိုးဒီတန်တမာရေးရာတွေနဲ့အကြီးနိုင်ငံတကာလည်းလက်ခံမဲအွန်လိုင်းကြောပြတ်ပြီလေသဘောပေါက်လားမသိဘူးတိုင်းရင်းသားလက်နက်ကင်နေဆိုတော့ကျွန်တော်စော်ကားလို့ပြောတာတော့မဟုတ်ပါဘူးအကုန်လုံးကိုလည်းမပြောပါဘူးဝေစားမျှစားလုပ်လို့ရပါတယ်မဲအွန်လိုင်းကအဲ့လောက်မကြောက်ပါဘူးနှစ်ပေါင်းများတော့တခု NUG ကိုဖြတ်သိမ်းလိုက်မယ်ကျွန်တော်ဗမာတွေမရှိတော့ဘူးဆိုရင် AC ပဲတပွဲကောက်သွားလို့ရတယ်မဲအွန်လိုင်းတိုင်းသားလက်နက်ကင်တယ်ကျွန်တော်ပြောတာယုံလားမရတော့တကယ်ပြောပြနေပြည်သူတွေနော် NUG သာမိတ်ဒီလိုမျိုးကောင်းနေတာတော်ကီကောင်းနဲ့အာဘော်ပြက်နေတာသိနေတယ်လူလိုက်တယ်နော် Iron တို့လူမြတ်ကျော်တို့ရဲဘော်ရှမ်းလေးတို့အာစီနန်တော်လူရှင်လောက်တဲ့ကောင်းနေတော့အစိုးဆုံးကောင်းကျွန်တော်ကြည့်နေနေတရဆန် NUG တောက်ပေါင်းထုံနေအဲ့လိုထွင်သူကဒေါ်လာရနေတာအဲ့တော့အဲ့လူတွေကိုအားမပေးတော့နဲ့ကျွန်တော်တဲအားမနာတယ်ပြောတတ်တယ်ကျွန်တော်ကလေနော်မအားနဲ့ပူးတက်တယ်ကျွန်တော်တို့ကြော်မင်းမနဲ့ကြော်စိုးဦးပဲဆိုတာငပေါက်တော့မြင်ရတယ်ဒိုင်းဆိုမြတ်သိကိုယ်ကတိုက်ရိုက်မြင်ရတယ်ကောင်းနေရန်သူတွေသူတို့တော်ကီတွေကျွန်တော်တို့ brain wash မမီဘူး okay လားပူးတက်ကြတယ်ဥပမာပြကျွန်တော်တကားနဲ့တက်သိပြမယ်ကျွန်တော်တော်လိုင်းဘက်ကလူဆိုတော့ကျွန်တော်ဗီဒီယိုဖိုင်ကြည့်တဲ့သူကတသိန်းဆိုရင်တေချာပေါက်1000 2000 5000စသဖြင့်တသိန်းဗီဒီယိုတစ်ပုဒ်ဆိုကျွန်တော်ပါလာမှာကျွန်တော်ပြောစကားတွေရုံသွားမှာကျွန်တော်အပြောကောင်းဖို့ပဲလုပ်တာတော်ကီကောင်းဖို့ပဲလုပ်တာဟုတ်လားကျွန်တော်ပြောတာရှင်းလားတဘာဝကြာလားဆိုတော့အဲ့တော့သူကအဲ့လိုတွေပြောတော့လူတွေစွဲနေအလင်းဝင်သွားတော့အပြစ်ကမမြင်ဘူးဗျာ NUG ကြောင့်ဝင်နေကျွန်တော်ပြောပြခက်ဆက်ဆက်ကျွန်တော်ကခိုင်းကောင်းဆောင်ဘင်းရတယ်ခိုင်းကျွန်တော်တပည့်တယောက်လင်းဝင်သွားလို့ကျွန်တော်ကဘေးတပည့်တည်းသူ့ဘက်ကရှင်းနေလိုက်ပြီးသူကသူ့မိသားစုကြောင့်ခက်ခဲငွေကြီးကြောင့်လင်းဝင်လာတယ်ဟိုဘက်ရန်သူနဲ့ပူးပေါင်းတာပေါ့ဒါဆိုရင်ကျွန်တော်ဖြေလျှော့ပေးမယ်လို့မလားအပြက်ရှင်းပါ
ဘယ်အဖွဲ့ဒီဒါနိုင်ငံရေးနဲ့ချီနေနော်အယောသားကြည့်တယ်အသက်တွေနဲ့တရေတယ်တန်မှန်အဖွဲ့လေးတောင်မှတစ္ဆာဖောက်ပြီးတော့အပြည့်ရှင်တယ်ဘယ်တော့မှချီမုန်းမှာမဟုတ်ခုလှက်တိုက်ဒီကောင်နဲ့ခုကျွန်တော်နာမည်တက်တဲ့ကောင်နဲ့ဘယ်လိုဆက်ပြီး NUG ကိုရန်တိုက်မလဲတွေးခွဲမလဲစက်ဆောင်ကြည့်မယ်နော်တောင်းမှန်တဲ့နဲ့ခင်ဗျားတို့ share တိုင်းဒီ profile နဲ့ share ပေးလိုက်ပို့ပေးလိုက်အဲ့လိုနော်ကျွန်တော်တကယ်ပြောတာတောင်းမှန်တယ်သူတို့လောက်တယ်လူတွေကခုဘုံနကားကိုယုံပြီးဘိုးကြောင့်တန်းနဲ့နှိုင်းလို့နှိုင်းပိုက်ဆံတွေလှူနဂါအောင်ငါတို့ယုံနေရိုးသားတယ်ဘာဖြစ်တယ်နဲ့အဲပိုက်ဆံတွေခင်ဗျားတို့ကုန်သွားတဲ့လူတွေခင်ဗျားတို့ကလည်းနော်ခုတချို့လူတွေရှိသေးတယ်နဂါကိုပြစ်မမြင်မဲ့ NUG ကြောင့်အလံဝင်တာတွေအမောင်ဝင်တာတွေလုံနေတယ်အေးတက်လောက်လှူတဲ့ခင်ဗျားတို့ရဲ့ data အချက်လက်တွေနော်မင်းအောင်လိုင်းကိုပေးနေခင်ဗျားတို့လှူတဲ့သူတွေဖမ်းပါရှင်းလားနော်ကျွန်တော်တို့ကလည်းနှလုံးသားနဲ့သိရဟုတ်ပြီနော်ကျွန်တော်ခုပြောရတယ်တာဝန်ယူတယ်ဘယ်ဗီဒီယိုဖိုင်နိုင်နေလဲခင်ဗျားတို့စောင့်ကြည့်တော်လိုင်းပြီးတဲ့တည်းမပြောင်းဘူးသူများလည်းတော်လိုင်းစားလုံးနောက်ပိတ်ဆုံးလူတိလာပြီးဈေးရောက်လာလို့ဘေးရောက်သွားတယ်လို့လူတိအောင်လို့ကောင်းတာမျိုးမဟုတ်ဘူးဘောပေါက်လဲတတေးမှန်မှုလို့လေနော်လူဆိုတာဘောပေါက်လဲသူကလို့တတေးမှန်လို့ရန်သူနဲ့ပေါင်းတာဘာတော့ကျွန်တော်တို့ကအန်ယူဂျီထပ်ပြီးမောင်းအောင်ဆက်လုံးပြည်သူတွေမအားနဲ့နော်ခုဒီကောင်းချောင်းနေတယ်ကျွန်တော်ပြောချင်တာခုပြောသွားတယ်နာမည်တက်တဲ့လူတွေခင်ဗျားတို့နော်သိမ့်မြတ်ကြီးဆိုရင်လည်းအပေါင်းနဲ့မလို့လေဝင်တယ်လို့ကိုကလည်း acid ဖွဲနေလို့ရတယ်လေ NUG ကပေါင်းတယ်တော်လိုင်းလို့လည်းအဲ့နဲ့ပေါင်းမဟုတ်ဘူးလေဟမ်ဟိုကောင်နေတော့တပင်ထောင်နေတာစိုးရလုံးမယ်ဆိုလူငယ်ကျော်တို့တက်ဖွဲဟမ် NUG တောက်ပေါင်းတို့ကျွန်တော်ပြောသလိုပဲဘိုင်းနဲ့တက်ပြီးတော့ NUG ကဝင်ကြီးတွေလေပညာတတ်တွေလေစိုးရတည်းနိုင်ငံတကာနဲ့ဆက်ဆံနေမင်းအောင်လိုင်းကိုကြောက်တဲ့ဟာလေဟမ်မင်းတို့ NUG ကလည်းအားကိုးရပြည်သူတို့မအားကြနဲ့ဖယားပေးပေးကြံပေးပေးကျွန်တော် NUG ဘက်ကလူလည်းမဟုတ်ပါဘူး NUG ကိုလည်းကျွန်တော်အမြဲ request လုပ်ပါတယ်နော်ဥပဒေအရေးယူပါနော်ဟုတ်လားအပြစ်လုပ်တဲ့သူတွေကောင်းတဲ့တော်တဲ့တက်တဲ့သူတွေကောင်းဆောင်လေးခန့်ပေးပါလို့ဒါဆိုရင်ကျွန်တော်အဲ့လိုလည်းအမြဲတမ်းပြောခဲ့ပါတယ်ဟုတ်လားအပြူစဘောဆောင်တယ်လေကျွန်တော်မတိုက်ခိုက်ဘူးဒီလောက်ဆိုသဘောပေါက်မှတင်တယ်ရှက်တိုင်လဲသေးလို့ရတယ်ဒီလောက်ပဲ